ကတိအင်ကြီးအားလည်းမတို့ပခုံးပြောင်းလက်နဲ့ပဲတွားပေးထားမယ်အဲ့တော့ဆောက်ဆွဲမယ်ဆိုရင်နောက်ချမ်းကနေစပြီးတော့ဆွဲပေးပါမယ်ကဒါဆိုမှလောကခတ်တိုနဲ့သွားပေးထားမယ်အဲ့တော့ခတ်တိုနဲ့သွားမယ်ဆိုရင်ကုံမခါသည်16လက်မှာပခုံးမြင့်ကို9လက်မှာအောက်ကို3တသမ6လက်ပင်မသည်အပေါ်ကို3လက်မှာအောက်ကို1တသမ4အထည်ကို2တသမ4 3နဲ့6စိမ့်နဲ့ဆက်ကုံမခါကိုတဝဝသူတဝက်ကနေပြီးတော့မှရင်ကိုအဆက်ချမြင်မတတဲ့ထောင်ပခုံး6စိတ်ကနေမှခြိုင်းမြင်ဆွဲဂျိုင်းကို3မုံပုံအောက်ဆုံးမကနေရင်မြင်ဆွဲမယ်ဒုတိယမကနေနောက်ရင်ကျဲမြင်ဆွဲမယ်6စိတ်ကနေမြင်မတက်တဲ့ထောင်နောက်ရင်ကျဲကို9လက်မှာရင်10လက်မှာဂျိုင်း10လက်မှာနောက်ရင်ကျဲနဲ့ရင်မြင်နဲ့ကိုဆန်ပြီးပြီဆိုရင်ခါးနေရာကနေပြီးတော့မှခါဖြေကူလက်မှာရင်နဲ့ခါးနဲ့ကိုဆန်မင်းရင်ကွာမှတ်ပြီးတော့အောက်ကိုတလက်မှာစင်မြင်ဖြောင်းဆွဲခါးနေရာကနေဘယ်လီစိညာလီစိကဲဒါဆိုရင်နောက်ချမ်းအဲ့ဒါပြီးပြီဆိုရင်နောက်ချမ်းနဲ့ပုံစံတူတစ်ခုကိုညှက်ချမယ်ကဲဒါဆိုရင်မလို့နောက်ချမ်းကိုဖြတ်ချမယ်ဆိုရင်နောက်ရင်ကျင်းကနေပြီးတော့မှဖြတ်ချလိုက်မယ်။ထောက်ထိတ်ကနေပြီးတော့မှမြင်းဖြောင်းဆွဲပြီးတော့ဘယ်လီစိညာလီစိနဲ့တွားပေးထားမယ်။အဲ့ဒါပြီးပြီဆိုရင်ဒီထောက်ကိုတိမ်နဲ့ကပ်ပေးထားမယ်เนาะအဲ့ဒါဒီထောက်ကိုမလို့ထောက်ဖြောင်းလိုက်တဲ့သဘောကဲအဲ့တော့ဒီမှာတောက်ဖြောင်းလိုက်မယ်တောက်ဖြောင်းပြီးပြီဆိုရင်ဒီမှာရှေ့ချမ်းပြောင်းပေးမယ်ရှေ့ချမ်းပြောင်းရင်ရှင်မြင်းဆွဲပေးထားမယ်ရှင်းရင်ချင်းမြင်းသွားမယ်ပခုံးကနေမှ၄စိမ့်ဆင်းမယ်ရှင်းရင်ချင်းကို၄စိမ့်ဝင်ပြီးတော့ရှေ့ချမ်းချိုင်းကိုဝိုင်းရင်ကွာမှတ်ပြီးတော့မှရင်ထိတ်ချမြင်းဖြောင်းဆွဲပြီးဒီမှာနိုးတောက်တီတလက်မတောက်အစာသင်ပေးထားမယ်ချိုင်းတောက်တီတလက်မတောက်အစာသင်ပေးမယ်ရှင်းရင်ကျဲကနေမှလို့၄စိတ်တက်၄စိတ်စင်အဲ့၄စိတ်တက်၄စိတ်စင်ကိုလာဆက်ပေးထားမယ်တောက်ထိတ်ကနေပြီးတော့မှမြင်းဖြောင်းဆွဲမယ်တောက်စားမယ်ဆိုရင်ဘယ်၄စိတ်ညာ၄စိတ်ကိုစားပေးထားမယ်ပြီးတော့မှရင်ထိတ်ကနေပြီးတော့မှအောက်ကို3လက်မဆင်ပေးထားမယ်တောက်စားမယ်ဆိုရင်ဘယ်6စိတ်ညာ6စိတ်ပြီးပြီးဆိုမှဒီမှာရင်အုံကိုပြန်ပြီးတော့ဖွင့်ပေးထားမယ်အဲ့တော့ရှေ့ကျန်ဒီဒါဒီအပိုင်း1ဒါဒီအပိုင်း2အဲ့တော့အဲ့အပိုင်း2ပိုင်းကိုဖြတ်ချဒါဒီအပိုင်း1ဖြတ်မယ်ဒီမှာအပိုင်း2ကထောက်ကလေးကိုဖြောင်းမယ်အဲ့ပြီးပြီဆိုမှလို့ထောက်ကိုနိုးထောက်ကခြိုင်းထောက်ကကိုတိမ်နဲ့ကပ်ပေးမယ်အဲ့တော့ဒါဒီချိုင်းထောင်းဒါဒီနိုးထောက်ဟုတ်နော်အဲ့တော့ထွက်လာတဲ့ပဒံရှေ့ချမ်းဒီလိုမျိုးနှစ်ပိုင်းထွက်သွားမယ်เนาะလက်ကတော့အမလို့ပခုံးပြောင်းလက်နဲ့ပဲတွားပေးထားမယ်အခုဆက်ပြတဲ့အင်ကြီးပုံကဒီပုံစံလေးပါ